ဒီကနေ့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ကြမ်းခင်းတွေပေါ်မှာကြွေပြားတွေပေါ်မှာဓာတ်ရိုက်အိတ်တာနော်ဘာမှမခင်းမဲ့ဓာတ်ရိုက်အိတ်တာပြီးတော့ပန်ကာဖွင့်တယ်အဲ့လိုမစင်မကျင်တဲ့လူတွေအတွက်ဒီကနေ့ကျွန်တော်မျှဝေပေးတဲ့အကြောင်းအရာတွေကိုဒါနားလည်မယ်ဆိုရင်တော့ကိုယ့်အသက်ကိုပုံမှုရှည်လျားစေမှာပါဆိုတော့လိုက်ကြည့်အောင်နော်အချက်၄ချက်အထူးသတိထားဖို့လိုပါတယ်နော်နံပါတ်1ချက် heat stroke လို့ခေါ်နော်အဲ့ဒါကိုလေဖြတ်တာအပူဖြတ်တာလို့ခေါ်နော် sorry အပူဖြတ်တာလူတွေအထင်မှားနေတာပါလဲဆိုရင်ကြမ်းခင်းပေါ်မှာပန်ကာဖွင့်ပြီးအိမ်အေးတယ်လို့ထင်နေတာအဲ့ဒါလုံးဝမှားပါတယ်မအေးပါဘူးဘာကြောင့်လဲဆိုရင်အခန်းကလည်းပူကြမ်းပြင်ကလည်းအေးပန်ကာကလည်းဖွင့်အဲ့ဒီအချိန်မှာအခန်းကအဲ့ဒီပန်ကာကအေးတဲ့လေတွေကိုမပေးတော့ဘဲနဲ့ပူတဲ့လေတွေကိုပဲပေးလာတယ်ခန္ဓာကိုယ်ပေးလာတယ်မှာတိုက်ခတ်လာတယ်နောက်တစ်ခုကအခန်းကကြလာလေဘာဖြစ်လဲဆိုရင်အပူချိန်ဒီဂရီ35ဒီဂရီ Celsius လောက်တက်လာတဲ့အခါကျရင်ခန္ဓာကိုယ်ကချွေးမထွက်တဲ့အခါကျအဲ့ဒီကြမ်းပြင်ကလည်းအေးလေကလည်းတိုက်တဲ့အခါကျရင်ကျွန်တော်တို့ကိုယ်တွင်းမှာရှိနေတဲ့ချွေးတွေမထွက်တဲ့အခါကျရင်အဲ့ဒီပန်ကာချွေးပေါက်ပိတ်စေတယ်ချွေးပေါက်ပိတ်စေတဲ့အခါကျရင်ခန္ဓာကိုယ်တွင်းအပူတက်စေတယ်အပူတက်တယ်နော်အဲ့ဒါမျိုးအဲ့ဒီမှာအပူဖြတ်ပြီးတော့ခန္ဓာကိုယ်အတွက်အသက်အန္တရာယ်လည်းထိခိုက်သွားစေနိုင်တယ်အဲ့ဒါနံပါတ်1ချက်နံပါတ်2ချက်ကတော့အဆုပ်အေးမိတာနောက်တစ်ခုကကြွက်တက်တယ်နော်ကြွက်တက်တာတို့အကြောတင်းတော့ပြောတာနော်ကြွေပြားကြမ်းခင်းတဲ့ကွန်ကရစ်ကြမ်းခင်းတွေကအပူတက်ကိုစုပ်ယူတဲ့နေရာမှာမြင့်မာအရင်မြင့်တာပေါ့နော်အပူတက်စုပ်ယူတဲ့အားတဲ့အရင်မြင့်တယ်နောက်ပြီးတော့သူကအေးတက်လဲတူလောင်ထားတယ်အဲ့ဒီအချက်နှစ်ချက်ကြောင့်ကြာမရေးအတွက်လုံးဝမကောင်းကိုကအရန်ပူလို့ကြမ်းပြင်နဲ့ဓာတ်ရိုက်ထိတွေ့ပြီးအိတ်လိုက်တဲ့ခါကျရင်ဘာဖြစ်ဆိုတော့အဲ့ဒီကြမ်းပြင်ကွန်ကရစ်ကြမ်းပြင်တွေကခနာကိုယ်ထဲမှာရှိတဲ့အပူတွေကိုလုံးဝရုတ်တရက်ကြီးစုပ်သွားပလိုက်တယ်အဲ့လိုမျိုးဆိုတော့ခနာကိုယ်ကအပူတွေလုံးဝမရှိတော့အဲ့ခါကျဘာဖြစ်လဲဆိုရင်ခနာကိုယ်ကမောက်ကမတွေဖြစ်ပြီးတော့အဆုပ်တွေအေးပတ်သွားစေနိုင်နော်အဆုပ်အေးပတ်သွားစေနိုင်အဲ့ဒါမျိုးဆိုတော့အဲ့မှာပြဿနာအဆုပ်ကအေးပတ်ပြီဆိုရင်ခနာကိုယ်ကမောက်ကမဖြစ်ပြီးတဲ့နောက်ပိုင်းမှာသူတို့ဘာဖြစ်လဲဆိုရင်ကြွက်တက်တယ်နော်ကြွက်တက်တယ်နောက်ပြီးတော့ခါနာတယ်နောက်ပြီးတော့ကြောက်ကက်ရောင်ကြောက်ကက်နာတယ်ကြောက်ကက်ပြဿနာတွေစဖြစ်လာတယ်အထူးသတိထားဖို့လို့နော်နံပါတ်3အချက်ကတော့လေဖြတ်တာနဲ့သွေးကြောကျင်းစေတာဆိုတော့ခန္ဓာကိုယ်ရဲ့တစ်ဖက်ချမ်းကကြမ်းပြင်နဲ့ထိပြီးတော့ကြမ်းပြင်နဲ့ထိရနော်ကြမ်းပြင်ရအေးတက်နဲ့ထိတွေ့ကျန်တဲ့တစ်ဖက်ကကျတော့ကျန်တဲ့နောက်တစ်ပိုင်းကျတော့ပန်ကာရဲ့ပူနေတဲ့လေနဲ့ထိတွေ့အဲ့ခါကျရင်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဒီဖွဲ့စည်းပုံတွေကကမောက်ကမဖြစ်သွားတာလုံးဝအဆင်မပြေတော့ဘူးဆိုတော့နောက်တစ်ခုကအဲ့ဒီခန္ဓာကိုယ်ရဲ့တစ်ချမ်းကအေးနေတဲ့အတွက်တမန်တလင်းနဲ့ထိတွေ့လိုက်တဲ့ခါကျတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ရှိနေတဲ့ဖြစ်စဉ်တွေကိုသူကပြောင်းပြန်လှန်ပလိုက်တာလှန်ပလိုက်တဲ့အခါဘာဖြစ်လဲဆိုရင်သွေးကြောကျင်းသွားတယ်အဲ့အေးတဲ့ဘက်ကသွေးကြောကျင်းသွားတယ်နော်အဲ့မှာနှလုံးရောဂါအခန်းရှိတဲ့သူတွေဒါမှမဟုတ်သွေးတိုးရှိတဲ့သူတွေဆိုရင်ဘာဖြစ်လဲဆိုရင်အဲ့မှာသွေးကြောကကျင်းသွားသွေးကြောကျင်းတဲ့အခါကျတော့သွေးကပုံမှန်မလဲပတ်နိုင်တော့မလဲပတ်တဲ့အခါကျရင်လေဖြတ်ရောအမှကိုယ်တစ်ပိုင်းတည်တယ်ဆိုတာလေအဲ့ဒါကိုလေဖြတ်တာလို့ခေါ်နော်နံပါတ်4ကကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ပိုင်းကပန်ကာနဲ့တိုက်ရိုက်ထိတာကိုယ်အိပ်ပျော်နေတဲ့အချိန်မှာပန်ကာကိုကိုယ့်ရဲ့အပေါ်မှာတိုက်ရိုက်ပေးထားတဲ့အခါကျရင်ခန္ဓာကိုယ်ကဘာဖြစ်လဲဆိုရင် hydration ဖြစ်တယ် dehydration ပေါ့နော်ရေဓာတ်ခန်းချောက်တဲ့အခါကျရင်လေချောင်းတွေနာလာမယ်လေချောင်းတွေနာလာမှခါကျရင်အမှအသက်ရှူလမ်းကြောင်းတွေပြဿနာဖြစ်လာမယ်အဲ့လိုမျိုးတွေကမောက်ကမတွေလုံးဝဖြစ်လာတဲ့ခါကျမှဖြစ်ဆိုရင်လူတစ်ယောက်ကအုံနောက်သွေးကြောပြတ်ပြီးတေသွားနိုင်တယ်နော်ဒါမှမဟုတ်လေဖြတ်ပြီးတော့ချက်ချင်းရှောသွားနိုင်တယ်နောက်ပိုင်းကျရင်ကိုယ်တစ်ပိုင်းတေတဲ့အဆင့်ထိရောက်သွားနိုင်တယ်နာတာရှည်ပေါ့နော်အကြံပေးချင်တာပါလဲဆိုရင်တခုခုခင်းစေချင်ပါတယ်ဖြာခင်းတာနော်ဖြာတော့မှ2ထပ်လောက်ခင်းပါနောက်တစ်ခုကတခုခုပေါ့ဆောင်းလို့ပါတော့အကွက်နဲ့ကိုခံပြီးတော့ခင်းစေချင်ပါတယ်